ရသာထူးကြပြီးတသက်မမေ့မဲ့ဝက်သားမုံညင်းကျင်ဒီနေ့တော့အိမ်ကားလူတွေအတွက်ထူးထူးခြားခြားနဲ့စားလိုက်တာနဲ့ရသာရှိသွားစေမဲ့ဝက်သားမုံညင်းကျင်လုံးကြီးလေးကိုပြောပြပေးသွားပါမယ်ဝက်သားရဲ့အစီရသာနဲ့မုံညင်းရဲ့ထူးခြားတဲ့အမွှေးနဲ့တို့ပေါင်းဆက်ထားတာကြောင့်အိမ်ကားလူကြီးလူငယ်မျိုးကြိုက်နှစ်တက်သွားစေရမယ်လို့ကျွန်တော်အာမခံပါတယ်ပထမဆုံးဝက်ရဲ့ပိုက်သားကိုအတုံးလိုက်ရေအေးထဲထည့်ပြီးပြုတ်ပေးပါအနံ့အသက်ပျောက်စေဖို့ကြက်သွန်မိတ်ဂျင်းပြားနဲ့ဟင်းချက်ဝိုင်နှဲငယ်ကိုထည့်ပြုတ်ပေးရပါမယ်မိနစ်30ခန့်ပြုတ်ပြီးရင်တော့အေးခံပြီးအနေတော်အချက်လေးတွေလိဖြတ်ပေးထားပါတီးထားတဲ့ဝက်သားလေးတွေကိုဒဲဝိုးထဲမှာစီမထဲပဲအရင်ထက်ကျော်ပေးရပါမယ်ဝက်သားတွေကစီတွေထွက်လာပြီးအသားလေးတွေတင်းလာပြီးဆိုမှဂျင်းပြားနက်နက်ပွင့်ငရုတ်သီးကြောင့်နဲ့တကြားကဲအနေငယ်ထည့်ပါအရသာအတွက်ပဲငံပြားရဲ့အကျင်နဲ့အယောင်လေးလှဖို့ပဲငံပြားရဲ့အနောက်တို့ကိုထည့်ပြီးမှုေးလာအောင်မှုေးပေးပါပြီးရင်တော့ရင်နွေးအနေငယ်ထည့်ပြီးမိနစ်30ခန့်အဖုံးအုပ်ကအသားနူးအောင်လို့တည်ထားပေးရပါမယ်ပကံလုံးတစ်ခုတည်းမုံညင်းကြောက်တွေကိုထည့်ပြီးရေနွေးနဲ့စိမ်ပေးထားပါပြီးရင်မုံညင်းတွေကိုရေညစ်ပြီးအိုးထဲကိုထည့်ပေးပါဟင်းရည်လေးတွေခံပြီးမုံညင်းနဲ့အရသာစိတ်ဝင်သွားအောင်နောက်ထပ်မိနစ်20ခန့်ထပ်တည်ပေးထားပါအိုးမချခင်အပေါ်ကကြက်သွန်မိတ်လေးတွေဖြူပေးလိုက်ရင်တော့အရသာရမ်းရှိပြီးထမင်းမိန်စေမဲ့ဝက်သားမုံညင်းချက်ကိုရရှိပြီပဲဖြစ်ပါတယ်ဝက်သားနုနုအေးလေးနဲ့မုံညင်းအရသာလေးပေါင်းဆက်ထားတာကြောင့်ကလေးလူချင်းမျိုးကြိုက်ကြတာမို့အင်းရှိမေမေတို့လည်းခုလိုမျိုးလေးအိမ်မှာချက်စားကြည့်ဖို့မမေ့ကြပါနဲ့နော်